はい、皆さん、こんにちは。ဆက်ဆဲတော့ဒီနေ့ဂျပန်စာသင်နေတဲ့ကျောင်းသားတွေအမေးများတဲ့မေးခွန်းလေးတွေကိုဖြေကြားပေးမှာဖြစ်ပါတယ်။ဂျပန်မှာအလုပ်လုပ်ဖို့အတွက်အနေဆုံးပညာရေးချင်းဘယ်လောက်ထိလိုအပ်မလဲ။ဂျပန်ကိုသွားဖို့အတွက်ဘယ်လောက်ထိကုန်ကြမလဲ။တက်တူးရှိလို့ရှိရင်ဂျပန်မှာအလုပ်လုပ်လို့ရလား။စတဲ့မေးခွန်းလေးတွေကိုဖြေကြားပေးမှာဖြစ်ပါတယ်။ဒါဆိုရင်အဲ့ဒီမေးခွန်းတွေအများကြီးတွေကတစ်ခုဖြစ်တဲ့ဂျပန်သွားဖို့အတွက်ပညာရေးချင်းအနှိမ့်ဆုံးဘယ်လောက်ရှိဖို့အတွက်လိုအပ်လဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဖြေကြားပေးမှာဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့ကတော့အများစုသိချင်နေကြတဲ့အလုံးနဲ့သွားမယ်။ပညာရေးချင်းကလည်းအနှိမ့်ဆုံးရှိဖို့လိုအပ်တယ်ဆိုတော့ training visa အဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးပြပြပါမယ် training visa တွေကပညာရေးချင်းရပြောရမယ်ဆိုရင်တော့အနှိမ့်ဆုံးကိုကမူလတန်းအလယ်တန်းလောက်တက်ထားတာနဲ့ရပြီအဲ့တော့ဘယ်ပညာရေးချင်းအတွက်ဘယ်အောင်လက်မှတ်ပြပါဆိုတဲ့ဟာမျိုးရောမလိုအပ်ဘူးအဲ့တော့အရင်ဆုံးအနေနဲ့အဲ့ဒါ training visa နောက်တစ်ခုကကျတော့တခုတည်း visa တခုတည်းကလည်းထုံနေလောက်အောင်မယ်ကိုကအနည်းဆုံး8တန်းအောင်ထားပြီဆိုတာနဲ့ရပြီအဲ့ဒီဟာအတွက်ကိုဘလောက်ပညာရေးချင်းလိုအပ်ပါတယ်ဆိုတဲ့ဟာမျိုးရောမတောင်းဘူးနောက်ပြီးတော့ကျတော့ student visa တွေကကျတော့အရင်တုန်းကစနစ်ဟောင်းနဲ့ဆိုရင်တော့10တန်းအောင်မှရမယ်အခုစနစ်တက်နဲ့ဆိုလို့ရှိရင်တော့12တန်းအောင်ရမယ်နောက်ပြီးတချို့အကြောင်းတွေဆိုလို့ရှိရင်တော့ GED လိုဘာလို့နေတော့ခေါ်တဲ့ဟာတွေလည်းရသေးတယ်နောက်ဆုံးတစ်ခု work visa တွေကတော့အနှိမ့်ဆုံးအနေနဲ့ဘွဲရမှသွားလို့ရပါမယ်ရှင်ဟိုက်အဲ့ဆိုရင်တော့အဲ့ဒီစေကိုခေါင်းစဉ်တွေတည်းကတစ်ခုဖြစ်တဲ့ဂျပန်ကိုသွားဖို့အတွက်မြန်မာပညာရေးရှင်အနှိမ့်ဆုံးဘလောက်လိုအပ်လဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြပြပေးပါပဲဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြပြပေးပါမှာမဟုတ်လို့ page လေးကို like and follow လုပ်ပေးဖို့မမေ့နဲ့နော်はい皆さんまたね